အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေမိထားတဲ့မိကုံးလေးကိုကျွန်တော်လာပြီးဖြည့်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Facebook မှာကိုကြိုက်နေတဲ့ဗီဒီယိုတွေကို download လုပ်မတက်ဘူး download လုပ်လို့ရလားလို့မိထားတဲ့မိတ်ဆွေတွေအတွက်ဒီကနေ့ကျွန်တော် Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုက်နေတဲ့ဗီဒီယိုတွေကို download လုပ်တဲ့နည်းလေးမျှဝေပေးမှာပဲဖြစ်ပါတယ်ဗျာတကယ်လို့မိတ်ဆွေတွေကခုကျွန်တော်ပြောပေးတဲ့နည်းလမ်းလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုပြန်လည် share သွားပေးဖို့လည်းကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာမသိသေးတဲ့မိတ်ဆွေတွေသိသွားရအောင်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ရေဦးစိုးစလိုက်ရအောင်ပေါ့နော်ကျွန်တော်တို့ရဲ့ကို download လုပ်ချင်တဲ့ကျွန်တော်တို့ဗီဒီယိုလေးကိုသွားပြီးယူပေးရမှာဖြစ်ပါတယ်မိတ်ဆွေက Facebook မှာဆိုရင်တော့ Facebook ကိုနှိပ်ပါ YouTube မှာဆိုရင်တော့ YouTube ကိုနှိပ်ပါပေါ့နော်โอเคကျွန်တော် Facebook ကိုနှိပ်ပြမယ်နော်โอเคကျွန်တော်ဥပမာအနေနဲ့လုပ်ပြပေးမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကိုပဲကျွန်တော်အလွယ်ဆုံးကျွန်တော်လုပ်ပြပေးမယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကျွန်တော်တို့က download လုပ်ချင်တယ်ဆိုရင်မိတ်ဆွေတို့ဒီပေါ်ဆုံးမှာစစ်လေ30ရှိတယ်ဗျဒီစစ်လေ30ကိုကျွန်တော်ချင်းနှိပ်ပေးရမှာဖြစ်ပါတယ်နော်အခုလိုမျိုးနှိပ်ပြီးပြီဆိုရင်မိတ်ဆွေတို့ဒီအောက်ဆုံးမှာကျွန်တော်များပြပေးထားမယ် copy link ဆိုတဲ့နေရာလေးရှိတယ်နော်ဒီ copy link ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကလက်ယူပေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီနေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ဒီဗီဒီယိုလေးရဲ့အလက်ရတော့ကျွန်တော်တို့သိထားလိုက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Chrome ထဲကိုသွားပြီးဝင်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြင်ပြထွင်မယ်ကျွန်တော်မိတ်ဆွေတွေနားလည်တဲ့ပေါ့ပေါ့ကိုကျွန်တော်တခုချင်းစီသိချလေးရှင်းပြပေးတာနဲ့เนาะတကယ်လို့နားမလည်လားရှိရင်မေးလာခဲ့ပါကျွန်တော်အားရင်အားသလိုကျွန်တော်ပြန်ပြီးဖြည့်ပေးမှာပဲဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်ဒီမှာ Chrome ထဲချင်းနေမယ်ဒီမှာ Chrome ထဲကျွန်တော်ချင်းနေမယ်โอเคကျွန်တော်တို့ Chrome ထဲရောက်သွားပြီဆိုတော့မိတ်ဆွေတို့ဒီပေါ်ဆိုးဆက်ပါလေးကိုချင်းနေပါဒီနေရာမှာကျွန်တော်မိတ်ဆွေတွေက Facebook ဗီဒီယို download ဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်မှတော့ဒီမှာရေးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကျွန်တော်မလုပ်ပြတော့ဘူးဒီပေါ်ဆိုဆက်ပါလေးမှာ Facebook ဗီဒီယို download ဆိုပြီးတော့ရေးလိုက်ရင်ရပါပြီโอเคဒါဆိုကျွန်တော်ဒီမှာနှိပ်လိုက်မယ်โอเคဒီလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေကဒီပေါ်ဆုံးမှာ Facebook ဗီဒီယို download online ဆိုပြီးတော့ဒီမှာရေးထားတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီပေါ်ဆိုဟာလေးချင်းနေမယ်โอเคဒီလိုမျိုးမျက်နှာပြင်နေတာပြီးပြပေးနေမှာဖြစ်ပါတယ်ခဏကျွန်တော်တို့ယူထားတဲ့အလဲဟာဒီကွက်လက်လေးမှာကျွန်တော်တို့လာပြီးဖြည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာလေးကျွန်တော်တို့လက်လေးနဲ့ကြာကြာလေးဖြည့်ပေးလိုက်ပါဗျโอเคဒီနေရာမှာကျွန်တော်ကအလဲကိုထဲမှာဖြစ်တဲ့အတွက်ဒီ base ဝါစံတန်းလေးကိုမိတ်ဆွေတို့ချင်းနှိပ်ပါโอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာအလဲထည့်လိုက်ပြီပေါ့နော်လက်ထည့်ပြီးပြီဆိုရင်ဒီဘက်မှာမြားပုံစံလေးနဲ့ download ဆိုတဲ့နေရာလေးကိုချင်းနှိပ်ပေးပါဗျခဏလေးစောက်ပေးပါအခုလိုမျိုးလာပြီးပြပေးနေမှာဖြစ်ပါတယ်เนาะဒီမှာဗီဒီယိုကတော့ဒီဗီဒီယိုပေါ့เนาะမိတ်ဆွေတို့မှားစရာမရှိဘူးโอเคဒါဆိုရင်ကျွန်တော်တို့ကဘာလို့နှိပ်ပေးရမလဲဆိုတော့ပေါ်စိုးစံတန်းလေးမိတ်ဆွေတို့ချင်းနှိပ်ပါဒါဆိုရင်ဒီမှာ download လုပ်ပေးနေပြီပဲဖြစ်ပါတယ်ခဏလေးစောက်ပေးပါဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာပြီးသွားပြီပေါ့เนาะ open လို့ပေါ်သွားရင်တော့ဒါကျွန်တော်တို့ download လုပ်သွားတာပြီးသွားပြီဖြစ်ပါတယ်ဘယ်နေရာမှာသွားပြီးကြည့်ရမလဲဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းရဲ့ဓာတ်ပုံလိုက်မှာသွားပြီးကြည့်ပေးရမှာဖြစ်ပါတယ်ဗီဒီယိုမှာဆိုရင်လည်းဗီဒီယိုလိုက်မှာသွားပြီးကြည့်လို့ရတယ်တက်ပို့ဆိုရင်လည်းတက်ပို့လိုက်မှာသွားပြီးကြည့်လို့ရတယ်နော်โอเคဒါဆိုကျွန်တော်ပြင်ပြထွင်မယ်ကျွန်တော်တက်ပို့လိုက်ချင်းသွားမယ်ဗျကျွန်တော်တို့ဖုန်းထဲရပါတော့โอเคဒီမှာကျွန်တော်ရဲ့တက်ပို့လိုက်ပါဒါကျွန်တော်ချင်းနိုင်မယ်โอเคဒီမှာကျွန်တော်ခဏကျွန်တော် download လုပ်လိုက်တဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဖုန်းထဲကိုရောက်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေဒီနီနာလေးမိတ်ဆွေတို့သွားပြီးလုပ်ပါတကယ်လို့မရှင်းတာရှိရင် comment မှာမေးလာကြလို့ရတယ်ကျွန်တော်ကအားရင်အားသလိုမိတ်ဆွေတို့လည်းကျွန်တော်ပြန်ပြီးဖြည့်ပေးမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့အကောက်လေးကိုလည်းပြန်လဲ share သွားပေးဖို့လည်းကျွန်တော်ကပြောချင်တယ်ဒါကတော့ကျွန်တော်ရဲ့အကောက်သေးလေးပါပေါ့နော်နောက်ထပ်နည်းပညာကောင်းကောင်းလေးတွေသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့အကောက်လေးလည်း follow လေးလုပ်သွားပြီးတော့တောင်းဆိုချင်ပါတယ်ဗျာအားလုံးပဲဆင်ပြေပါစေဗျာကျွန်တော်ကတော့စောစောပါ